Hello ဒီခေါက်လက်စားမှာပေါ့နော်ဒီခေါက်စားမှာကဒီမှာငါးကောင်လုံးကြော်ထားတယ်ဒီခေါက်တော့ငါရုပ်သီးစိမ်းကိုမထောင်းတော့ဘူးဒီမှာအလုံးလိုက်အဲ့လိုကြော်ထားတာဆိုတော့ရည်ကြည့်လိုက်တာ40နဲ့8လုံးလားမသိဘူးကုန်မလားမကုန်လားတော့မသိဘူးပေါ့နော်ဒီမှာမုံကြီးကြော်ဒီမှာတခွားသီးနဲ့အတုပ်အမြုပ်တွေပေါ့နော်ဒါပေမဲ့တို့စရာတော့မရှိဘူးဒါလေးနဲ့စားမှာခင်ဗျားတော့နည်းနည်းပဲဟိုတစ်ခေါက်စားထားတာပိုက်အချင်းတွေတိတ်မကောင်းသေးလို့စားမယ်အကောင်လုံးကြော်တခွားသီးကျွန်တော်မုံကြီးကဒီလိုအပင်လိုက်ကြော်တာတို့ပြုတ်တာတို့ဆိုအရန်ကြက်ဘလို့ကြည့်ရရောအဖြူရောအစမ်းရောပဲအလားငါရဆူတယ်အခုလိုကျွန်တော်ပေါ့နော်ဟောတာတွေလက်ထုတ်ပန်းပွင့်တွေအခါတွေအားပေးပြီးတော့မှယူအားပေးကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်တွေအားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်ကလည်းသမင်းစားလို့စင်အတားလည်းပဲစားဒီငရုတ်ဒီမပါလို့စင်မကောင်းတမျိုးဖြစ်တယ်မနော်ရတာတကယ်ငရုတ်ဒီပိုင်ပြေဆောင်တယ်ကျွန်တော်တော့ငါကောင်လုံးကြော်တော့စမ်းစမွန်နေပြီးတော့ဒီတိုင်းပဲရိုးရှင်းရှင်းပဲကြော်တာ
အဲ့တော့တခွားသီးဆိုအရင်ကြိုက်တယ်ငါတို့ဒီဒါ အဲ့ဒီငါရုပ်ဒီစိမ်းရတယ်တော့ဒီတခြားဆေးပြီးတော့အပေါက်ဖောက်ပြီးတော့အပေါက်ဖောက်တယ်ဆိုသူ့ကိုဓာတ်နဲ့နည်းနည်းလေးအပေါက်အရာပေးလိုက်တာပါကြော်တဲ့အချိန်မှာမပေါက်အောင်ဆိုပြီးတော့လော်ထားတာကြော်ထားတာရှီနဲ့အဲ့ဒါကိုဆိုင်းကြုံမို့ဖြူထားတာနော်နောက်တစ်ခါကျရင်တော့ဘာစားရင်ကောင်းမလဲပေါ့သမင်းတနတ်စားတိုင်းဒီလိုမျိုးတွေရိုက်နေဖို့ကလည်းမရှိဘူးလေအချိန်ကဟုတ်တယ်မလားဒီနေ့သမင်းနဲ့ပဲစားလိုက်တယ်ဟိုတည်းစားထားတဲ့ဘက်အချိန်နဲ့တိတ်မှန်သေးတော့ဟိုတစ်ခါအလုံးတရားဆိုထည့်ထားတဲ့ဟာလေအဲ့ဒီဓာတ်အခုခံစားနေရတယ်ဒါပေမဲ့我有啲咪擺咧衫講咯，佢哋點咪雞嚟啊呗？အရေးရနေဖုန်းကထလာသေးတယ်။ဒီမှာစားကောင်းပါလေဆိုပါ။အဲ့မှနေပြီးတော့ပြန်လိုက်ချက်ကျွေးနော်ဆုံလို့ရှိရင်ချက်စားကြရအောင်ဆိုပြီးတော့မှဗျာပြောနေကြတကယ်လည်းသူရောဘာမှလည်းမဟုတ်ဘူးကျွန်တော်ကတော့ပြောနေသိခဲပါဗျာစားချင်တယ်လှုပ်စားတယ်ချက်စားတယ်ပေါ့နော်ဒါဘာဘေးထွက်ဆိုးကြိုးမှလည်းရှိတာမျိုးမှမဟုတ်တာဟုတ်တယ်မလားစားဖို့အတွက်ပဲအသက်ရှင်ဖို့အတွက်စားနေရတဲ့လူတွေဖြစ်နေတဲ့အခါကျတော့အသက်ရှင်ဖို့စားတာပဲဖြစ်စေပါနော်စားဖို့ sorry စားဖို့အတွက်အသက်ရှင်တာမျိုးတော့မဟုတ်ပဲနဲ့ပေါ့နော်နာမည်ကြီးချလို့ရိုက်ပြီးတော့တင်နေရမျိုးမဟုတ်ဘူးကျွန်တော်မရှိတော့ဘူးဆိုရင်တော့တရားကိုကြည့်ပြီးတော့မှလမ်းနေရအောင်သိလားစားတာကျွေးလည်းပြန်နေပြီ拜拜နောက်တစ်ခါမှပဲတွေ့ကြမယ်